အားလုံးပဲမင်္ဂလာပါခင်ဗျာ။အော်စားတော်ကပေးရပြန်လဲကြိုဆိုလိုက်ပါတယ်။အော်ဒီနေ့ငါးကောင်းလေးကိုစီကြံရီကြံလေးချက်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာ။အော်ကနေငါးကောင်းချက်ရန်အတွက်စက်သွန်ပြူချင်းဇပလင်လို့ထောင်းပြီးတော့စီတက်ပြီးတော့ချက်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ခရမ်းကျင်သီးလေးပါထည့်ပြီးတော့စီပြန်ရီကြံလေးဖြစ်အောင်အော်ကနေပြီးတော့ချက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာ။အော်ကနေပြီးတော့ငါးကောင်းလေးတွေကိုပေါ့နော်တခြားလူတွေနဲ့မတူဘဲနဲ့အိုးကနေငါးကောင်းတဲ့ကဘဟက်လေးပါကြိုက်လို့အိုးကနေပြီးတော့ဘဟက်လေးတွေကိုရေးသေးချာတန့်တဲ့အောင်ဆေးပြီးတော့ငါးကောင်းလေးတွေကိုရတာနယ်ပြီးတော့ထိမိမိရတာလေးဖြစ်အောင်ချက်ထားပေးပါတယ်ခင်ဗျာအိုးလိုပဲငါးကောင်းရင်ချက်ပြီးဆိုရင်ကြက်တာနဲ့လေထမင်းကိုတန်းစားတဲ့အဖွဲတွေကပါအိုးကတော့တခြားသူတွေရောအခုကြည့်နေတဲ့သူတွေရောငါးကောင်းရင်ကိုကြိုက်ကြလားခင်ဗျာအိုးကတော့အရန်ကြိုက်ပါတယ်ခင်ဗျာအိုးကနေပြီးတော့ငါးကောင်းထဲမှာအနံ့မွေးစေရန်အတွက်အရန်စားကောင်းစေရန်ငါးကောင်းလေးပို့ပြီးတော့ကောင်းစေရန်အတွက်အိုးကနေမဆလာလေးရဲ့နံပင်လေးရဲ့ရှက်နံလေးပါအုပ်ပြီးတော့အိုးကချက်ထားတယ်နောက်ဆုံးမှာတော့အနံလေးကိုပို့ပြီးထူးခဲစေရန်အတွက်ငေဦးသီးပေါ့နော်အပွားတောက်လေးကိုပါညှက်ပြီးတော့ထည့်ထားပါတယ်ခင်ဗျာအိုးလိုပဲငါးကောင်းဟင်းကိုကြိုက်ကြလူရှိရင်လည်းမန်းခဲ့ပေးပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ like and share လေးလည်းလုပ်ပေးပါအောင်ခင်ဗျာ